အားလုံးပဲမင်္ဂလာပါ flow ပိုင်းနေနေပြန်လေကြိုဆိုလိုက်ပါကျွန်တော်ကိုနေမှာဒီ vlog လေးကတော့ကျွန်တော် Portuguese ရွာဖို့တွားတော့ကဝင်ခဲ့တဲ့ဟာလေးတွေကိုကျွန်တော်တစုတစီတဲ့ပြန်လုပ်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော် Portuguese ရွာကိုတွားတော့ကျွန်တော်မော်လမြိုင်နေတွားရဲဆိုတော့အရင်ဆုံးကျွန်တော်ဒီဘောက်ကုန်းအကျော်မှာဒီဖျေးတန်းလေးဝင်မှာနော်ဖျေးတန်းလေးမှာကျွန်တော်ဝင်ညနေရာလေးပါဖျေးတန်းလေးမှာဝင်ပြီးကျွန်တော်ဖျေးဒီပိုင်းဝင်အဲ့ဒီမှာကျွန်တော်ဖျေးဒီပိုင်းဝင်ပြီးဆိုတော့နောက်တစ်နေရာနာတော့ကျွန်တော်ဒီခေငုံတောင်ပေါ့နော်ခေငုံတောင်လေးကလည်းအရန်ကိုတာယာပြီးတော့လှပလာနေရတယ်ပေါ့နော်ဒီမှာကျွန်တော်မုတ်တပိုက်ဝယ်ပြီးနေကျွန်တော်ဝင်ပြီးတော့ထိုင်ပြီးတော့စားနေရနေရတယ်ပေါ့နော်ဒီမှာကျွန်တော်ခဏတစ်ဖြုတ်ခီးတစ်ထောင်ဒီခေငုံတောင်လေးမှာကျွန်တော်နားပြီးဆိုရင်တော့ကျွန်တော်တို့စားတပြင်းသားကိုကျွန်တော်ဖြည့်ရမှာနော်စားတပြင်းသားကလည်းမကြခင်ပြီးတော့ပါပေါ့နော်တရားတော့ပြီးတော့ပါပြီသူစိုက်မိုးလေးပဲတက်ဖို့ပဲကြက်မှာတယ်ပေါ့နော်တရားဟောင်းလေးတော့ကျွန်တော်လွမ်းစီရလေးဖြစ်နေမှာပေါ့နော်ကျွန်တော်တရားဟောင်းလေးကမောင်မှုလူတွေတော့တိမှာပါဟိုတက်ညောင်းချောင်းလေးနေဆိုတော့ကျွန်တော်စိုက်ကယ်နေဆိုရင်တော်တော်ကိုခက်ခက်မောင်းနေရတဲ့နေရာတစ်ခုပေါ့နော်ပြီးတော့ကျွန်တော်ဒီတရားနဲ့ဆင်းပြီးဆိုရင်တော့ဒီတက်ဆက်သွားမယ်ဆိုတော့ကျွန်တော်ကြားလေးလမ်းဆိုပြီးတော့မှလမ်းရဲ့ညာဘက်ချမ်းမှာဒီကြားလေးလမ်းကိုကျွန်တော်တက်သွားပြီးဆိုရင်တော့ကျွန်တော်နောက်တစ်နေရာနားတော့ခုနတွေ့ခဲ့ရတဲ့စိုင်မွန်နဲ့ဒီဇီဒီဖျားဝင်းတွေပေါ့နော်ဖျားဝင်းတွေမှာကျွန်တော်ခရီးတစ်ထောင်နားပါတော့နားပြီးကျွန်တော်အခုလိုမျိုးထမင်းလေးပိုင်ရင်ကျွန်တော်အေးအေးထိုင်စားပါတော့စားပြီးမှကျွန်တော်ခရီးထပ်ပြန်ပြီးထွက်တယ်ပေါ့နော်ပြီးတော့ဒါတော့ကျွန်တော်ခုနကြားကလေးလမ်းပေါ့ကြားကလေးလမ်းလည်းတော်တော်လေးကောင်းလာပါပြီစိုးရင်းနေရာတွေတော့ရှိပါပြီပေါ့နော်ကြားကလေးလမ်းဆိုတာလမ်းတစ်ဖက်တစ်ချက်စီမှာအဲ့တော့ကျွန်တော်အခုလိုမျိုးကွင်းမြင့်ကြီးနဲ့ပေါ့နော်ထမ်းမင်းနဲ့စီရင်နဲ့မြင်ရတဲ့နေရာတွေပေါ့နော်လမ်းတော့တစ်ချက်တော့ဂျိုက်တွေအများကြီးနေပါအခုကတော့ concrete လမ်းတစ်ကြီးနေပေါ့နော်လမ်းလေးတော်တော်လေးကောင်းလာပြီပေါ့နော်ကျွန်တော်ဒီကြားကလေးလမ်းနေနိုင်ဝက်45မိနစ်မောင်းပြီးဆိုတော့ကျွန်တော်တို့လမ်းဝဲတစ်ခုရပါတော့အာရှလမ်းမပေါ့ကျုံလို့တော့တဲ့အာရှလမ်းမပေါ့ကျွန်တော်ရောက်လာပါပြီနော်ဒါတော့အာရှလမ်းမကြီးပါကျွန်တော်ကျုံလို့ဘက်ကိုပေါ့နော်9မိနစ်ဝန်ကြီးလောက်မှမီဆိုတော့ကျွန်တော်တို့လမ်းရဲ့ပေဘက်အချက်မှာပေါ့နော်မဟုတ်ဟိုတိုင်ကြီးတွေနဲ့ပေါ့နော်အဲ့တော့ကျွန်တော်မရိုက်ခဲ့ရပါဘူးအဲ့ဒီတိုင်ကြီးတွေနဲ့ဒီပိုတကိရွာကိုရောက်ပါပြီပေါ့နော်လမ်းပေဘက်အချက်မှာကြောက်တိုင်ကြီးမြင်ရပါတော့အဲ့ဒီဝင်ပါပြီဆိုတော့ဒီရွာဝင်မဟုတ်ရွာတဲ့နည်းနည်းကြော်ပါပြီဆိုတော့ဒီမှာဒီဖျားတဲ့ထားတစ်ခုရှိပါတော့အဲ့ဖျားတဲ့ထားစီကိုကျွန်တော်တို့ရလာပါတော့နော်ဒါကတော့အဲ့ဒီပိုတကိရွာတွေကကရင်လေးနဲ့ကျွန်တော်ကရင်ကလေးလေးပေါ့နော်ကရင်လူကလေးလေးနဲ့ကျွန်တော်စကားလေးပါထိုက်ပြောမှုတွေပဲကျွေးခဲ့တယ်ပေါ့နော်အဲ့ဒီကနေကျွန်တော်ဆက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဖို့တခေရဲ့ဖျားဝင်းနေပေါ့နော်ဇီဒီဝင်းတို့ကျွန်တော်တို့ကြားလာပြီနော်ဇီဒီဝင်းလဲမှာတော့ကျွန်တော်တို့မုတ်ဆိုင်ဒီဇိုင်းလေးရှိပါပြီနော်အခုဝင်ပြီးဒီဇီဒီရဲ့အရှိမှာပေါ့နော်မုတ်ဆိုင်ဒီဇိုင်းရဲ့အေးတွေမုတ်တွေရှိအမိုးတွေရောက်ရတယ်ပေါ့သူမှကျွန်တော်တို့မုတ်တွေအေးတွေဝင်စားလို့ရပါတယ်ဆိုင်ကလေးပဲထားပြီးတော့စကားတွေပဲပြောလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အထက်မှာရှောက်ပချီလို့ရပါတယ်အမေများမေကွန်ပေါ့နော်ဖို့တခေကဘယ်လိုလဲပါလဲဆိုတာပေါ့နော်အဲ့ဒီမှာကျွန်တော်တီးလက်ပြောမယ်ဆိုရင်တော့ဖို့တခေကပေါ့နော်ကင်ပီနယ်ဖန်မြို့နယ်ကော်မနုံရွာမှာပေါ့နော်ဟိုစောလာတင်တဲ့ဇနီးဒေါ်နိုင်18တော့ကနေဆိုပြီးတိုက်ကရင်တိုင်းရင်နာပြီးတော့နှစ်ပါးနေမွေးဖွားတယ်ပေါ့နော်1998ခုနှစ်ပေါ့နော်ပြီးတော့2014ခုနှစ်မှာရန်ကုန်အဝေးတင်တက္ကသိုလ်ကနေဥပဒေပွဲရရှိခဲ့တဲ့တူပဲဖြစ်ပါတယ်ပေါ့နော်ဒီပိုတကိရောက်တော့မယ်ဆိုတော့သူကတိုင်းနာဝတ်စုံနဲ့တွားတာကိုပုံနှစ်တက်ပါတယ်ကရင်ဆိုကရင်မြန်မာဆိုပြီးမှကျွန်တော်တို့မျိုးဘောင်မီရှိတွေပိုင်းနဲ့ဆိုတော့သူကတိတ်တဘောမကြပါဘူးသူကတော့ဒီရွာမှာကပွဲလန်းတပင်တွေပါတယ်ရှိတဲ့အခါကျမှတာဒူလာပါတယ်ပေါ့နော်သူနေရာတော့တခြားတနေရာမှာနေလို့ပြောပါတော့ဒါပေမဲ့ကျွန်တော်တော့တိတ်ချာမသိဘူးနော်မေးလည်းမေးခဲ့မိရတယ်ပါတယ်ပေါ့နော်ကျွန်တော်လည်းတစ်ခါမှတော့မဆုံးပါဘူးကျွန်တော်ပိုတကိရွာကိုတွားတာ3ကောက်တော့ရှိပါတယ်ပေါ့နော်ကျွန်တော်ပိုတကိရွာကနေပြန်ထွက်လာပြီးတော့ဒီလိုမျိုးပေါ့နော်သူကရင်ရိုးရလာတော့မသိဘူးပေါ့နော်ဒီလိုမျိုးအလောင်းလူရောကတဲ့ဟာလေးကျွန်တော်တွေ့ခဲ့ပါတယ်ဒါလေးကတော့အမှတ်တရနေတယ်ပေါ့နော်ဘာလို့ကျွန်တော်ဒါကကြုံလုံးမြင်ရတယ်ပေါ့နော်ဒါသူတို့ရဲ့အတူပါချတဲ့မြင်ကွင်းလေးကိုကျွန်တော်ထူးထူးဆန်းဆန်းလေးကိုကျွန်တော်မြင်ခဲ့ရတဲ့ဟာလေးပေါ့နော်ဒါတော့ကျွန်တော်ပိုတကိရွာကိုတွားတဲ့ဟာလေးကိုပေါ့နော်အကုန်လုံးနှစ်ချုပ်ပြန်ပြီးတော့တင်ပြထားတဲ့ vlog လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက် vlog တွေကိုလည်းအားပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်တော့ကြည့်လို့ရနောက်လိုက်ကြည့်ရဘယ်လိုချလဲ Hello vlog လေးကိုနေပါသူကတော့မဆန္ဒပါ